အဲ့တော့ဒီချက် number 2လေးကိုကြည့်ကြည့်အောင် number 2မှာဆိုလို့ရှိရင် find the missing coordinate in the following table if m is the midpoint of the p and q အဲ့တော့ဒီချက်တို့တွေက m ဆိုတဲ့ point လေးကဒါ p နဲ့ q ရဲ့ midpoint ဖြစ်မယ်ဆိုလို့ရှိရင်ဒီချက်တို့အောက်မှာ collet လေးတွေပေးထားပါတယ်ပေါ့နော်အဲ့တော့ဒီ missing coordinates လေးတွေကိုတို့တွေကရှာပေးရမှာဖြစ်ပါတယ်ကဲပထမဆုံးပုံစံလေးကိုကြည့်အောင်အဲ့တော့ तू ကဘာမှမတက်ထားဘူးဆိုဒီချက် abcd လေးလိုက်တက်လိုက်မယ်နော် b နာကနေပြီးတော့ a b c d Okay ကဲဒါဆိုကြည့်ကြည့်အောင်ပထမဆုံးအနေနဲ့ဒီချက်တို့တွေက point ဖြည့်ပေးထားတယ်ပြီးသွားရင် mid point ပေးထားတယ်အရှိမဒီချက်တို့ရှာခဲ့တော့ကကြတော့ point နှစ်ခုပေးပြီး mid point ကိုရှာတာเนาะအဲ့တော့ဘာမှတော့အရင်မခက်ခဲပါဘူးပုံစံကတော့အတူတူပါပဲအဲ့တော့ဒီချက်တို့တွေက point p နဲ့ point q နဲ့ကဒီလိုမျိုးလေးပေါ့ဟုတ်လား point p နဲ့ point q ဒါလေးက p နဲ့ q အဲ့တော့ mid point ကတော့အလယ်မှာ m အဲ့တော့ p ကိုဒီချက်တော့ x1 y1 ထားမယ် q ကို x2 y2 ထားမယ်ဒါထုံးစံအတိုင်းပဲအဲ့တော့ဒါကြောင့်မလို့ p = x1 y1 = 2,6 ပြီးရင် q ကတော့မသိတဲ့အတွက်ကြောင့်မလို့ဒီချက်က x2 y2 ပဲထားလိုက်မယ်အဲ့တော့ mid point ကိုလိုချင်နေဆိုရင်တော့ဒီချက်တော့ mid point လေးကတော့ x, y ဆိုတော့ 3,3 အဲ့တော့ mid point ကိုလိုချင်ရင် formula ဒီချက်တို့ကx1 + x2 by 2, y1 plus y2 by 2ဟုတ်လားအဲ့ဒီကနေပြီးတော့မှဒီချက်က m နေရာလေးမှာအစားသွင်းရမှာဒီ 3,3 ပြီးသွားရင်တို့တွေတည်ပြီးသားပဲ x1 က2ပြီးတော့ h2 ကတော့ဒီတိုင်းပဲရေးရမယ် y1 ကကြတော့6 y2 ကတော့ဒီချက်တော့မသိရတော့ကြောင့် y2 ပဲရေးမှာပေါ့အဲ့တော့ဒါဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်အောင် equationရဲ့ left side နဲ့ right side မှာ coordinate points တစ်ခုချင်းစီရှိရယ်အဲ့ဒီ coordinate points တွေမှာဒီချက်တော့ x point ပေါ့နော် x coordinate point နဲ့ x coordinate point နဲ့ညီမယ်အဲ့လိုပဲ y coordinate point နဲ့ y coordinate နဲ့ညီမယ်အဲ့တော့ဒါဆိုရင်ဒီချက်တို့တွေက x coordinate အချင်းချင်းဖြစ်တဲ့တော့ x coordinate ဖြစ်တဲ့3နဲ့2 plus x2 over 2နဲ့ညီမယ်အဲ့လိုမျိုးပဲ y coordinate ဖြစ်တဲ့3နဲ့လည်းအနောက်ကတစ်ချက်တော့ y coordinate ဖြစ်တဲ့6 plus y2 by2 နဲ့ညီမယ်အဲ့တော့ဒီချက်တို့တွေကဒီမှာဆိုရင်နှစ်ကစားထား equation ဖက်ကိုသွားမြောက်လိုက်တယ်6 = 2 plus x2 အဲ့လိုပဲဟိုဘက်မှာဆိုလို့ရှိရင်လည်းဒီချက်တို့တွေက3ကို3နဲ့2နဲ့မြောက်မှာပေါ့အဲ့တော့ x2 ကိုလိုချင်နေဆိုရင်2ကသွားနှုတ်လိုက်တော့4ကဲဒါဆို right side ကိုရှင်းရအောင်အဲ့တော့ right side လေးကိုရှင်းတဲ့အခါမှာဆိုလို့ရှိရင်ဒီချက်တို့တွေကသွားမြောက်လိုက်တော့3 2 6 so 6 plus y2 ဒါဆိုရင်ဒီချက်တို့တွေက y2 ကိုလိုချင်နေဆိုရင်6ကိုသွားနှုတ်ရတာဖြစ်တဲ့အတွက်ကြောင့်0ဒါကြောင့်မို့လို့ဒီချက်တို့တွေရလာတဲ့ q point လေးဒီ q ဆိုတဲ့ point လေး h2 y2 ဒီ h2 က4 y2 ကတော့0ဖြစ်ပါတယ်ဒါဆိုဒီချက်တို့လိုချင်တဲ့ missing coordinate point လေးကိုရပါပြီကဲဒါဆိုနံပါတ် b လေးကိုတစ်ချက်ကြည့်ကြည့်ရအောင်အဲ့နံပါတ် b မှာဆိုလို့ရှိရင်ဒီချက်တို့တွေက p လေးဒီ x1, y1 လို့ထားလိုက်မယ် p ဆိုတဲ့ point လေးကဘယ်လောက်လဲဆိုတော့ 3,2 အဲ့တော့ q လေးကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့် q က h2, y2 အဲ့တော့ q h2 y2 ဒီ -3, -1 အဲ့တော့တို့တွေတွက်လို့ရပြီ m ဆိုတဲ့ point လေးက mid point မဟုတ်ဘူးလား m လေးက x, y ပေါ့အဲ့တော့တို့တွေလိုချင်တဲ့ mid point m ကိုလိုချင်နေဆိုရင် formula ရေးမယ် x1 plus x2 over 2, y1 plus y2 over 2အဲ့တော့ x1 နေရာမှာအစားသွင်းပါသည် x1 ရဲ့ values ဖြစ်တဲ့3အဲ့မှာတေချာလေးကြည့်တော့မှားမှာဆိုလို့ x2 နေရာမှာအစားသွင်းပါသည် x2 ရဲ့ value က -3 operation sign နှစ်ခုစုံတဲ့အတွက်ကြောင့်ဒီချက်နောက်ကကဲ bracket ခတ်လိုက်မယ်နော်အဲ့လိုပဲ y1 ကဘယ်လောက်လဲဆိုတော့2 y2 လေးကကြတော့ -1အဲ့တော့အောက်မှာက divided by 2အဲ့တော့ဒီချက်တွေက3 plus -3 ဖြစ်တဲ့အတွက်ကြောင့်0 over 2ဆိုတော့တခါတည်းရှင်းရတယ်ဆိုလို့ရှင်းလဲရှင်းပေါ့နော်ကိုကနားလည်နေပြီဆိုလဲရှင်းမဟုတ်ဘူးဆိုလို့ရှင်းလည်းတော့ဆင်ဆက်သွားပါအဲ့တော့2တဲ့ကနေ -1 အောင်နှုတ်တော့ဒီချက်တော့1 over 2အဲ့တော့တို့တွေဒီ0 over 2 numerator 0ဆိုလို့ရှိရင်ဒီချက်တော့3ညလို့0လို့ရေးလို့ရတာဟုတ်ဒါကြောင့်0 1 over 2ပါအဲ့တော့ဒီချက်လို့လိုချင်တဲ့ mid point ဆို m လေးဒီ0 1 over 2ကဲဒါဆိုလို့ရှိရင်နံပါတ် c လေးကိုသွားရအောင်နံပါတ် c မှာဆိုလို့ရှိရင် p တန်မိုးလေးကဒီချက်လို့မပေးထားဘူးเนาะဒါဆိုရင် p တန်မိုးက x1 y1 ပေါ့ဒါဆိုဒါနံပါတ် a နဲ့ပုံစံတူတာပေါ့เนาะအဲ့တော့ q တန်မိုးလေးကတော့သူပေးထားတယ် h2 y2 ဒီ q တန်မိုးကဘယ်လောက်လဲဆိုတော့0, -1 ပြီးသွားရင် mid point တန်မိုးလေးလည်းပေးထားတယ် x, y ကဘယ်လောက်လဲဆိုရင်-3, 2ကဲဒါဆိုဒီချက်တို့ formula လေးကိုရေးလိုက်မယ် m equal to x1 plus x2 over 2, y1 plus y2 over 2ဟုတ်ပြီဒါဆို m နေရာမှာဒီချက်တို့တွေစားသွင်းလို့ရတာက -3, 2 equal to x1 တော့ဒီချက်တို့မသိတော့ x1 ပဲ x2 ကဘယ်လောက်လဲဆိုတော့0
over 2 y1 ကမသိတော့ y1 ပဲ y2 က negative 1 over 2ကဲအဲ့တော့စောနာပုံစံတိုင်းပဲတချို့က equation ရဲ့ left side နဲ့ right side မှာရှိတဲ့ x coordinate အချင်းချင်းတူမယ်ဒါဆိုရင် -3 equal to x1 plus 0 x1 plus 0ဆိုတော့ဒီချက် x1 ပဲရေးလိုက်တော့မယ်เนาะဒါလေးရတာပဲလေဟုတ်တယ်မလား x1 over 2 အဲ့လိုပဲဟိုဘက်မှာက y coordinate အချင်းချင်းညီမယ်ဆိုတော့2 equal to y1 plus -1 over 2ကဲဒါဆိုဒီချက် x1 လေးအရင်ရှင်းလိုက်မယ် x1 ကိုလိုချင် -3 နဲ့2နဲ့မြှောက်တော့ -6 အဲ့တော့ y1 ကိုရှင်းမယ်ဆိုရင်2နဲ့2နဲ့မြှောက်တော့4ဒါဆို y1 plus -1 အဲ့တော့ y1 ကိုလိုချင်တယ်ဆိုရင် -1 ကဒီချက်တို့ equation တစ်ဖက်ကိုလိုက် positive 1ဖြစ်သွားမှာမလားအဲ့ဒါလေးကိုသတိထားမယ်နော်ဒါဆိုရင် y1 က 5ဒါကြောင့်မို့လို့ဒီချက်တို့လိုချင်တဲ့ p ဆိုတဲ့ point ကလေးဒီ x1, y1 ကဘယ်လောက်လဲဆိုတော့ -6, 5ပါကဲ CPY ဆိုလို့ရှိရင်နောက်ဆုံးတစ်ပုဒ်နံပါတ် D လေးကိုကြည့်ရအောင်နံပါတ် D မှာဆိုတချို့တို့က point P လေးပြီးထားပါတယ် point P က x1 y1 x1 y1 ကဘယ်လောက်လဲဆိုတော့ 1, 5ပါပြီးသွားပြီဆိုလို့ရှိရင်တချို့တို့က Q ဆိုတဲ့ point ကလေးကိုမပေးထားဘူးဆိုတော့ x2 y2 က x2, y2 ပဲရေးပေးရမှာပေါ့ကဲဒါဆိုရင် M ဆိုတဲ့ point ကလေး x, y ကဘယ်လောက်လဲဆိုတော့ 2.5, 3.5အဲ့တော့ဒီပုဒ်စာလေးတွက်ပြီဆိုလို့ရှိရင် decimal လေးပါတော့နည်းနည်းလေးတွက်တာကိုသတိထားပါတော့မှားမှာဆိုလို့ပါအဲ့တော့ M ကိုလိုချင်နေဆိုရင် share formula အရာ x1 plus x2 over 2, y1 plus y2 over 2 okay ကဲဒါဆိုလို့ရှိရင်တို့တွေဆက်ကြည့်ကြည့်အောင် m နေရာမှာစားသွင်းလို့ရတာဒီ 2.5, 3.5 equal to x1 ကတော့ဒီချက်တို့1ဟုတ်လား x2 ကကြတော့မသိတော့ x2 ပဲပေါ့ over 2, y1 ကဘယ်လောက်လဲဆိုတော့5 y2 ကမသိဘူး y2 ပဲဆိုတော့ဒီတိုင်းပြန်ရေးလိုက်မယ်ကဲဒါဆိုဒီချက်တို့ equation ညှိလို့ရပြီပေါ့နော်အဲ့တော့ x coordinate ချင်းချင်းညီမယ်ဆိုတော့ 2.5 equal to 1 plus x2 over 2အဲ့တော့ဟိုဘက်မှာ y coordinate ချင်းချင်းညီမယ်ဆိုတော့ 3.5 equal to 5 plus y2 over 2ကဲဒါဆိုနှစ်သွားမြောက်မယ် 2.5 နဲ့2နဲ့မြောက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချက်တို့ 2.5 နဲ့2နဲ့မြောက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ရလဲဆိုတော့5 so 5 equal to 1 plus h2 ဆိုတော့1လေးရဒီချက်တို့ equation တစ်ဖက်ကိုသွားရင်သွားနှုတ်အောင်မှာဆိုတော့4ပေါ့အဲ့တော့ဒီမှာ 3.5 နဲ့2နဲ့မြောက်တော့7ဒါဆိုရင်5 plus y2 ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီချက်တို့5ကပေါင်းထားတဲ့ equation ဖက်ကိုသွားနှုတ်တော့2ပေါ့ဒါဆိုဒီချက်တို့လိုချင်တဲ့ q ရဲ့ coordinate point လေးရပါပြီ x2, y2 ကဘယ်လောက်လဲဆိုလို့ရှိရင်4, 2အကယ်၍ကိုက x2, y2 ပြန်မရေးချင်ဘူး4, 2ပဲတန်းရေးမယ်ဆိုလို့ရှိရင်လည်းရပါတယ်